ကဲနာမည်နဲ့လက်ရှိဘယ် program တက်နေတာလဲညီမ Okay ညီမနာမည်ကဖူးတန်ကျူလို့ခေါ်ပါတယ်ညီမ entrepreneurship major မှာဒုတိယနှစ်တက်ရောက်နေပါတယ် entrepreneurship ကိုဘာကြောင့်ရွေးရလဲကျောင်းပြီးရင်ဘာလို့ plan ရှိလဲ ဘာကြောင့်ရွေးရလဲဆိုတော့အစကဒီ business ကိုကစိတ်ဝင်စားတယ်ပေါ့နော်ဒါပေမဲ့ program တွေအများကြီးရှိရတယ်မှာကိုကနောက်ဘွဲရပြီးရင်ကိုပိုင်အလုပ်ကိုလုပ်ချင်တဲ့စိတ်ကပုံများတယ်အဲ့အတွက်ဒီ major ကိုရွေးလိုက်တာပေါ့ ကိုပိုင်လို့ဆိုတော့ဘယ်စီဝိုင်းဖြစ်မလဲ maybe fashion ဘိုင်းဖြစ်မယ်ဟုတ်အဲ့ဘက်ကိုစိတ်ဝင်စားရပေါ့ ဆိုတော့ fashion ဘိုင်းလို့ပြောတော့အဲ့လိုကောင်းတာ fashion design program လည်းရှိရကွာဘာကြောင့် fashion design ကိုမရွေးဘဲနဲ့ဘာကြောင့် entrepreneurship ကိုရွေးခဲ့တာလဲ ဟိုပေါ့ကိုကဒီလုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုရင်အဓိကအဖြစ်ကိုငယ်ငယ်ခဏကဘယ်ဟာကိုကျွဲချင်လဲဆို management ဘာကိုထင်ပေါ့လေနည်းနည်းကျွဲချင်တယ်လို့ထင်တော့ဒီလိုမျိုးပေါ့ fashion designer ဆိုတာတဲ့ဟိုကိုကအဲ့တစ်ခုတည်းကိုစောင်းချလုံးမှာတဲ့အခြားစီးပွားရေးလည်းလုပ်ချင်တယ်ပေါ့အဲ့လိုမျိုးတွေးလိုက်တဲ့အတွက်ဒါစီးပွားရေးကိုယူလိုက်တာပေါ့ but လက်ရှိတက်နေတဲ့တော့ shop ပေါ့နော်ဘယ် subject ကကိုအတွက် enjoy ဖြစ်ပြီးဘယ် subject ကကိုအတွက် challenge ဖြစ်လို့ခံစားရလဲ တင်ရတာစိတ်ဝင်စားစရာအကောင်းဆုံးကတော့ဒီ subject တိုင်းမှာပါတယ်ပေါ့လေဒီ sustainable development goal ဆိုတဲ့ဒီလိုမျိုးအကြောင်းအရာတွေကိုတင်ရတာစိတ်ဝင်စားစရာကောင်းတယ် challenge အဖြစ်ဆုံးကတော့ finance နဲ့ပတ်သက်တာပေါ့ accounting အဲ့လိုမျိုးနဲ့ပတ်သက်တာဆိုညီမသိမရဘူးတဲ့ပေါ့ပါတယ် Bengal University မှာဘယ် department ကျောင်းသားတွေက intelligence ဖြစ်တယ်လို့ထင်လဲ ညီမတို့မေချာပဲပေါ့ညီမတို့မေချာပါဟုတ်တယ်ဟိုတကယ်ကြီးနေဆိုရင်ကြည်နေရပါလေသူတို့ဆိုရင် stock တွေပါကြီးလုပ်နေကြတာအရင်မိုက်တယ်ပေါ့လေအဲ့လိုမျိုးတွေ့ရင်ရောသူတို့လက်တော်တော်တယ်ပေါ့အဲ့လိုမြင်တယ်ပေါ့ ဆိုတော့တန်းထဲမှာကိုယ်ပိုင်စီးပွားရေးစလုပ်နေတဲ့လူတွေပဲရှိပြီလား ဟုတ်ရှိတယ်အချို့ဒီလိုမျိုး stock တွေဒီလိုအဲ့လိုမျိုးတွေ investment လုပ်တဲ့လူတို့အခြားသူတို့စိတ်ဝင်စားနေပေပေါ့ဒါမှမဟုတ်လို့မိဘလုပ်ငန်းတွေမှာဦးစီးပြီးလုပ်နေလို့ရှိရရှင့် ဆိုတော့တန်းထဲမှာ co-founder တွေပဲတွေ့မိလား ဟုတ်ရှိတယ်အဲ့ဒါလူတိုင်းလို့မှာပဲရှိတယ်ဟုတ် ဘယ်တန်းကျောင်းသားတွေရုပ်ချော်ပြီးကြည့်ကောင်းတယ်လို့ထင်တယ် IMI ဖြစ်ဖို့များဟုတ်တယ်သူတို့ကြတော့ဟုတ်တယ်သူတို့ကြတော့အမြဲတမ်းကြည့်လိုက်ရင် style ကြတယ်အဲ့လိုမျိုးဖြစ်နေတယ် ဘယ် department ကစာအလွယ်ဆုံးလို့ထင်လဲ သူဟာနဲ့သူတော့ခက်မယ်ထင်တယ်ဘာလို့ဆိုတော့အစတော့ညီမယူခဲ့မေးရှာကိုလွယ်မယ်လို့ထင်ခဲ့ရပါတော့ဒါပေမဲ့တကယ်လုပ်ကြည့်ရအခါမှာတော့သူ့အပိုင်းနဲ့သူခက်တဲ့အပိုင်းလည်းရှိတယ်လွယ်တဲ့အပိုင်းလည်းရှိတယ်ပေါ့ဟုတ် Bengal University မှာဘယ် department ကနေဘွဲရမယ်ဆိုလို့ရှိရင်အလုပ်ရှာအခက်ဆုံးဖြစ်မယ်ထင်တယ် ညီမတို့မေးရှာပါပဲ entrepreneurship ဆိုရွေးချက်ကိုကိုယ်စီဝိုင်းလုပ်ဖို့စဉ်းစားတာဆိုတော့ပြင်မာလည်းအလုပ်ရှာဖို့တိတ်မရှိလောက်ဘူးထင်တယ် ဟုတ်ကိုပိုင်ပဲများသောအားဖြင့်ဒီမေးရှာကိုယူခဲ့တဲ့တလို့ကိုပိုင်လုပ်ချင်တဲ့လူတွေများရဲ့ပေါ့ဟုတ် Bengal မှာနေတာပေါ့နော်တစ်လောက်ဘယ်လောက်သုံးပြလဲအိမ်လာကပေါင် အိမ်လာကအပါဝင်1300 1500ကြာပေါ့ဟုတ်အဲ့လောက်တော့ဖြစ်ပါတယ် ဆိုအိမ်လာကဖြစ်လဲဆိုဘယ်ပိုင်းနေမှာအများဆုံးသုံးပြလဲ စားတာညီမစားတာများတယ်ကုန်တာဟုတ်ကျန်တဲ့အပိုင်းကတော့ညီမအဲ့လိုအပြင်တွေပါလေတိတ်ထွက်ရတာမကြိုက်ဘူးပြောရာသီဥတုလည်းအရင်ပူတယ်ဆိုတော့လေအဲ့လိုစားကိုဘာသာအခန်းထဲမှာနေပြီးတော့စားတောက်တာပဲများပါတယ် Bengal မှာနေတဲ့တစ်လျှောက်မှာဘယ်အပိုင်းလေးသဘောကျမိလဲ သူတို့ရဲ့ event တွေပေါ့လေသူတို့ဘယ်နေရာပဲသွားလိုက်သွား job fair ပဲဖြစ်ဖြစ်အရင် event တွေဆိုအရင်မိုက်တယ်ပြီးတော့ organize လုပ်ထားတာတွေကလည်းတကယ်ကိုတက်တက်ရရနဲ့ဟိုတကယ်နိုင်ငံတကာမှာတကယ်ကိုဟိုပေါ့ရင်ပေါင်တန်းနိုင်တဲ့အနေထားမှာရှိရပါတော့အဲ့လိုမျိုး ထိုင်းစားတာဘယ်စားတာအကြိုက်ဆုံးလဲ ထိုင်းစားရဲမှာဆိုရင်အဲ့ဟိုပေါ့ညီမအဲ့ဒါကိုဘယ်လိုခေါ်မလဲတော့မခေါ်တော့ဘူးသူကဟိုဘဲသားပေါ်မှာ socks နဲ့ထမင်းနဲ့အဲ့ဒီဥစ္စာပေါ့ဟုတ်အဲ့ဒါကိုကြိုက်တယ်ဒါပေမဲ့ကွတ်တီကိုလည်းကြိုက်တယ် Okay မြန်မာစားတာတွေမှာဘယ်စားတာကြိုက်လဲ ညီမစားရဲမှာဆိုရင်တော့မုန်ခင်းကားကိုကြိုက်ဆုံးပဲဟုတ် Bengal University မှာ entrepreneurship ကိုလက်တက်မယ်ဆိုတဲ့ကျောင်းသားတွေပါအကြံပေးခြင်းလဲ အဓိကအဖြစ်ကတော့ကိုကဟိုပေါ့လေဘွဲရပြီးကိုဘွဲရပြီးမှတော့အလုပ်ကိုရှောက်မယ်အလုပ်လိုချင်တယ်ဆိုရင်တော့ဒီနေကြကအဆင်မပြေဘူးပေါ့လေပြီးတော့သူတို့ကစီးပွားရေးအကြောင်းကိုတင်တာထက်လို့အဖွဲ့အစည်းတစ်ခုဘလို့ organize လုပ်ရမလဲအတင်တာများရဲဆိုတော့အဓိကအဖြစ်ကစီးပွားရေးဆိုရင်တော့အပေါ်ရံပဲပေါ့လေဘယ်အောင်ဆိုအပေါ်ရံပဲသွားတာများရဲပေါ့ညီမမြင်သလောက်ပေါ့လေအဲ့တော့ကိုကအဓိကဟိုတွင်းကြလေးလာချင်တယ်ဆိုရင်တော့အခြားမိကြကိုဝိုင်းရှူပေါ့နော်ဒီကတော့ကိုပိုင်စီးပွားရေးပဲလုပ်ချင်တဲ့လူအဓိကအဖြစ်အဲ့လိုမျိုးအလုပ်ကင်ခွင့်လန်းနေမျှော်မှန်းထားရဲဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ကျန်တဲ့ကိုကတကယ်ကိုဘာသာကိုယ်တိုင်လုပ်ချင်တယ်ကိုယ်တိုင်ထိုးဖောက်ချင်တဲ့လူတွေဆိုရင်တော့ဒီနေကြတော်တော်လေးအဆင်ပြေပါတယ်တော့ဟုတ် တောက်လျှောက်ပါကိုယ့်အနေနဲ့ဘယ်ဟာလေးတော့ငါတီးခဲ့ရင်ကောင်းမလားဆိုတဲ့ဟာမျိုးလေးဘယ်လိုဟာမျိုးလေးရှိလဲ အဓိကအဖြစ် accounting ပေါ့လေအရင်တော့ကဒီကိုမလာခင်တော့ကဟိုညီမမ chance ရခဲ့တယ် accounting နဲ့ပတ်သက်တဲ့ finance နဲ့ပ
ပတ်သက်တဲ့ဟာပေါ့လေတင်မလားဆိုပြီးပြောခဲ့ပေမဲ့အဲ့ဒါကိုညီမညင်းခဲ့တယ်ပေါ့ဒါပေမဲ့အခုဒီကိုရောက်တဲ့အချိန်မှာဒါညီမတို့လုံးဝအစိမ့်သက်သက်ကြီးဖြစ်နေတော့သူတို့ကကျတော့အစကနေကအခြေခံအတွက်မတင်တော့ဘူးဒီလိုပေါ့ advanced level လောက်အတွက်တင်တယ်ဖြစ်တဲ့ညီမအဲ့နေရာမှာတော်တော်လေးလိုအပ်တယ်ပေါ့လေ ဝိုင်းဆွဲလို့မလို့ရှင်မြန်မာပြည်ပြန်ပြီးလုံးမှာလားထိုင်းမှာပဲလုပ်ဖြစ်မယ်ထင်လား ညီမကဟိုပေါ့ပြောရရင်နောက်တနိုင်ငံကိုကူးဖို့အတွက်လည်းစိတ်ကူးထဲမှာရှိရပေါ့လေဒါဟိုခုချိန်ရောမသေးချပဲမဲ့လို့ဒါကနိုင်ငံရွေးနေအနေထားမှာပဲရှိသေးရပေါ့အဲကြောင့်ဟိုပြန်ညီမမျိုးပြန်မှုဆိုတဲ့အခြေအနေတော့မရှိသေးပါဘူးနောက်တတိယနိုင်ငံကိုကူးဖို့အခြေအနေပိုများရပေါ့ အားတဲ့ချိန်မှာဘာလို့ဖြစ်လဲ အားတဲ့ချိန်မှာကစကားကြည့်ရအိတ်တယ်ဒါမှမဟုတ်ရင်ဒီလိုကိုလေးလာစရာထိုင်းစာပဲဖြစ်လို့နည်းနည်းပါးပါးလေးလာဖြစ်တယ်ပေါ့ဟုတ် ညဘာ plan ရှိလဲ ဒီညကတော့ဘာမှမရှိဘူးဒါကိုစောင့်ဝဲဖြေမယ်ပြီးအိမ်ပြန်မယ်အိမ်ပဲ ဆို international ကျောင်းသားဒီနေ့စာဘယ်နှလောက်လုပ်ရင်လုံလောက်မှထင်လဲ အဲ့လိုတမက်ချက်တော့မရှိပါဘူးဟုတ် သူကဘယ်နှလောက်လုပ်ဖြစ်လဲ ညီမကတော့ဟောတနာရီလောက်ဆိုရင်လုံလောက်တယ်ဟို assignment မများတဲ့နေ့တွေဆိုရင်လုပ်ကြတော့မလို့ဘူးပေါ့လေ assignment ရှိတဲ့နေ့တွေဆိုရင်တော့တနာရီနှစ်နာရီတစ်ခါအချို့တကယ်များတဲ့နေ့ဆိုတော့3-4နာရီလောက်ဆက်တိုက်လုပ်ရတာရှိတယ်ဟုတ် ဟုတ်ကျေးဇူးပါ ဟုတ်ကျေးဇူးပါ Okay